ဒီစပွဲထိုးကလူနှစ်ယောက်ကိုစားစရာတွေချပေးပြီးထွက်သွားတယ်။အဲ့ဒီလူနှစ်ယောက်ကစပွဲကိုတိုးတိုးဖွင့်လိုက်ပြီးစားစရာတွေအကုန်လုံးကိုအတွင်းထဲထည့်လိုက်တယ်ပြီးတော့စပွဲထိုးကိုပြန်ခေါ်လိုက်တယ်။စပွဲထိုးပြန်လာတဲ့အခါပကံပြားဟာလွတ်နေတာကိုမြင်တော့အံ့အားသင့်သွားတယ်။အဲ့ဒီလူတွေကပြုံးပြီးအရန်ကိုအရသာရှိလို့အကုန်စားလိုက်တာလို့ပြောတယ်။သူတို့ကနောက်ထပ်တစ်ပွဲထပ်မှာလိုက်တယ်။စပွဲထိုးကထပ်တယ်လာပေးတယ်။သူတို့ကစားစရာတွေကိုစပွဲအတွင်းထဲထပ်ဖြည့်ပြီးတတိယပွဲကိုထပ်မှာလိုက်တယ်။စပွဲထိုးတန်တရားဝင်သွားတော့မန်နေဂျာကိုလာပြောတယ်။အဲ့ဒီလူနှစ်ယောက်ကတတိယပွဲကိုမှာနေပါတယ်တဲ့မန်နေဂျာကသူတို့ကိုဆက်ကြွေးလိုက်ပါလို့ပြောတယ်။စပွဲထိုးကစားတောက်ဆိုင်ရဲ့စိန်ခေါ်မှုအကြောင်းသတိပေးလိုက်တယ်။အဲ့ဒီဟင်းကိုသုံးပွဲပြီးအောင်စားနိုင်သူတိုင်း$50သူညရမယ်ဆိုတဲ့စိန်ခေါ်မှုပဲ။အဲ့ဒီစကားကိုကြားတော့မန်နေဂျာကကိုယ်တိုင်သွားကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။စပွဲထိုးတတိယပွဲကိုယူလာတဲ့အခါမန်နေဂျာကအနားမှာရက်ကြည့်နေတယ်။ဒီတစ်ခါတော့အဲ့ဒီလူတွေကသူ့ရှိမှာပဲစားစရာအကုန်လုံးကိုတကယ်စားလိုက်တယ်။အကုန်စားပြီးတော့မန်နေဂျာကိုယုံကြည်မှုအပြည့်နဲ့ကျွန်တော်တို့စိန်ခေါ်မှုပြီးသွားပါပြီ။စုငွေပေးပါလို့ပြောတယ်။မန်နေဂျာကအထင်ကြီးသွားပြီး$50သူညကိုလက်ဆင့်ကမ်းလိုက်တယ်။အဲ့ဒီလူနှစ်ယောက်လည်းမြန်ဆန်ထွက်သွားကြတယ်။နောက်မှမန်နေဂျာကစပွဲထိုးကိုစပွဲဟောင်းကပြက်နေပုံရတယ်ဖယ်လိုက်လို့ပြောတယ်။စပွဲထိုးကစပွဲကိုတိုးတိုးတာတာရဖွင့်လိုက်တဲ့အခါအော်သွားတယ်။အတွင်းမှာသူတို့ဝတ်ထားခဲ့တဲ့ပကံပြားတွေအကုန်လုံးရှိနေလို့ပဲ